အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့အိမ်မှာဆူရှီလေးလုပ်စားဖြစ်တဲ့အတွက်ကြောင့်မလို့လုံနည်းလေးလည်းမျှဝေပေးထားပါတယ်နော်အဝင်ပစ္စည်းနည်းနည်းလေးနဲ့လုံနည်းလေးကလည်းရိုးရှင်းပြီးလွယ်ကူတာမို့လို့လိုက်ပြီးလုပ်စားကြည့်ကြပါအောင်ရှင်အခုဆိုရင်တော့ပါဝင်ပစ္စည်းနည်းနည်းလေးနဲ့ရန်စားလွတ်ကောင်းတဲ့ဆူရှီလေးရပါပြီရှင်အဆုံးထိကြည့်ပြီးလို့ကျေးဇူးပါနောက် vlog တွေမှာပြန်တွေ့ပါမယ်ရှင်